ဘွားကြီးကိုထပ်ကြဖြတ်တန်းနေတယ်ဆို M3 လုံးကအရန်အရေးကြီးတယ်သူများတော့မသိဘူးကျွန်တော်ဘွားမှာတော့လမ်းပြောက်တဲ့ချိန်ကြီးအများကြီးကြုံလို့လမ်းပြောက်လိုက်လမ်းရှာလိုက်ပြန်ပြောက်လိုက်နေခဏခဏကြုံရတယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုရင်ဒီပြဿနာတစ်ခါတည်းဖြေရှင်းဖို့အတွက်ဆိုရင်ကျွန်တော်နီလန်းရှာချက်မှာ M3 လုံးဆိုတာတွေ့ရင်နံပါတ် 1M ကတော့အလုပ်တစ်ခုကိုတစ်ဖက်ကန့်ခတ်ကျွမ်းကျင်အောင်လုပ်ဆောင်ခြင်းပေါ့အဲ့တော့ဒီတစ်ခုကျွမ်းကျင်သွားပြီဆိုရင်ကိုယ့်ကိုအတိတ်ပဲရှိလာမယ်ကိုကအသုံးဝင်တဲ့လူတယောက်ဖြစ်လာမယ်ဈေးကွက်ပြဿနာဖြေရှင်းနိုင်တယ်ဆိုပတ်စံရှာလို့ရလာမယ်ဒါတော့ကျွန်တော် mastery လို့ခေါ်တာပေါ့ဒုတိယကျတော့ marketing ဆိုတာပတ်စံရှာပေးတဲ့ပညာပဲမြန်မြန်ရှာပေးတဲ့ပညာပေါ့ဥပမာဆိုရင်ကိုကတစ်ခုကိုကျွမ်းကျင်မယ်ဗျာရောင်းတတ်မယ်ဈေးရောင်းတတ်မယ်ဆိုတော့ဈေးရောင်းတတ်လို့ရှိရင်တယောက်ချင်းစီပဲရောင်းလို့ရမှာတကယ်လို့ marketing ကျွမ်းကျင်တဲ့သူကိုအများကြီးကိုရောင်းလို့ရလာမယ်လူတွေစိတ်ဝင်စားအောင်လုပ်လို့ရမယ်စုံစမ်းပြီးမြအောင်လုပ်လို့ရမယ်အများကြီးကိုရောင်းလို့ရမယ်point တစ်ခုရောက်လာရင်ကိုယ်တိုင်မရောင်းကျင်တော့အကုန်လုံးကအဲ့တော့လူတွေစနစ်တွေအသုံးပြုပြီးတော့မှပတ်စံရှာကြလာပြီအချိန်ကျရင်ကျွန်တော် management ဆိုလို့လာပြီစီမံခန့်ခွဲမှုဆိုတာရလက်တစ်ခုရဖို့အတွက်လူနဲ့စနစ်နဲ့အသုံးပြုပြီးလှုပ်ဆောင်တာကိုခေါ်တာအဲ့တော့ mastery marketing management ဒီသုံးခုအရေးကြီးတယ်လို့ထင်တယ်မိတ်ဆွေတို့ဘယ်လိုမြင်လဲ comment မှာရေးကြလို့ရရင်ရေးကြပြောအောင်ဆုံးဖြတ်ပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေဘွားကြီးကိုထပ်ကြဖြတ်တန်းနေတယ်ဆို M3 လုံးကအရန်အရေးကြီးတယ်သူများတော့မသိဘူးကျွန်တော်ဘွားမှာတော့လမ်းပြောက်တဲ့ချိန်ကြီးအများကြီးကြုံလို့လမ်းပြောက်လိုက်လမ်းရှာလိုက်ပြန်ပြောက်လိုက်နေခဏခဏကြုံရတယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုရင်ဒီပြဿနာတစ်ခါတည်းဖြေရှင်းဖို့အတွက်ဆိုရင်ကျွန်တော်နီလန်းရှာချက်မှာ M3 လုံးဆိုတာတွေ့ရင်နံပါတ် 1M ကတော့အလုပ်တစ်ခုကိုတစ်ဖက်ကန့်ခတ်ကျွမ်းကျင်အောင်လုပ်ဆောင်ခြင်းပေါ့အဲ့တော့ဒီတစ်ခုကျွမ်းကျင်သွားပြီဆိုရင်ကိုယ့်ကိုအတိတ်ပဲရှိလာမယ်ကိုကအသုံးဝင်တဲ့လူတယောက်ဖြစ်လာမယ်ဈေးကွက်ပြဿနာဖြေရှင်းနိုင်တယ်ဆိုပတ်စံရှာလို့ရလာမယ်ဒါတော့ကျွန်တော် mastery လို့ခေါ်တာပေါ့ဒုတိယကျတော့ marketingဆိုတာပတ်စံရှာပေးတဲ့ပညာပဲမြန်မြန်ရှာပေးတဲ့ပညာပေါ့ဥပမာဆိုရင်ကိုကတစ်ခုကိုကျွမ်းကျင်မယ်ဗျာရောင်းတတ်မယ်ဈေးရောင်းတတ်မယ်ဆိုတော့ဈေးရောင်းတတ်လို့ရှိရင်တယောက်ချင်းစီပဲရောင်းလို့ရမှာတကယ်လို့ marketing ကျွမ်းကျင်တဲ့သူကိုအများကြီးကိုရောင်းလို့ရလာမယ်လူတွေစိတ်ဝင်စားအောင်လုပ်လို့ရမယ်စုံစမ်းပြီးမြအောင်လုပ်လို့ရမယ်အများကြီးကိုရောင်းလို့ရမယ်point တစ်ခုရောက်လာရင်ကိုယ်တိုင်မရောင်းကျင်တော့အကုန်လုံးကအဲ့တော့လူတွေစနစ်တွေအသုံးပြုပြီးတော့မှပတ်စံရှာကြလာပြီအချိန်ကျရင်ကျွန်တော် management ဆိုလို့လာပြီစီမံခန့်ခွဲမှုဆိုတာရလက်တစ်ခုရဖို့အတွက်လူနဲ့စနစ်နဲ့အသုံးပြုပြီးလှုပ်ဆောင်တာကိုခေါ်တာအဲ့တော့ mastery marketing management ဒီသုံးခုအရေးကြီးတယ်လို့ထင်တယ်မိတ်ဆွေတို့ဘယ်လိုမြင်လဲ comment မှာရေးကြလို့ရရင်ရေးကြပြောအောင်ဆုံးဖြတ်ပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ